TikTok မှာ viral ဖြစ်နေတဲ့ဒီဟင်းကိုဒီလောက်ကောင်းမှန်းသိလို့ရှင်ဟိုးအရင်ကနေအောင်ချက်စားခဲ့ပါတယ်ဒီစကားလိုက်အတုခိုးပြီးတော့ပြောတာမဟုတ်ဘူးတကယ်ကိုစားကောင်းလို့ဒီစကားပဲပြောချင်တော့တာဒီနေ့အတွက်ရွှေလင်းတို့အိမ်ရဲ့နေ့စဉ်စောညိုင်းကိုတော့မယုတ်တိတောင်းပွားငတ်ဖက်အစာတုတ်ဟင်းရဲ့အာလူနဲ့ချက်သားဟင်းရဲ့ကင်မုန်းညင်နဲ့ကစုံရွက်ချင်ဟင်းရဲ့ထည့်ပေးပါမယ်ရှင်ချင်ဟင်းကိုတော့ခန်းနေဒီချက်တော်ရေကြနေအောင်တည်ထားပြီးတော့ကင်မုန်းညင်ရွက်ခတ်မယ်ကစုံရွက်ခတ်မယ်ဟင်းညိုဟင်းချင်ဟင်းတို့ရဲ့အဓိကအသက်ကရေကြနေအောင်တည်ဖို့ကအဓိကပါပဲရှင် TikTok မှာတောက်လျှောက်ဒီဟင်းကိုပဲလူတိုင်းချက်စားနေကြတာအရန်စားကောင်းတယ်ချက်စားတာနောက်ကြတာတော့နောင်နာရတယ်ဒီလိုမျိုးစကားတွေအမျိုးမျိုးပြောနေကြတကယ်စားကောင်းတာဟုတ်လားမဟုတ်လားဆိုတာရွှေလင်းလဲသိချင်နေရကြပါပြီရှင်သူများတွေကတော့ငရုတ်တိတောင်းမထဲမှာအစာသွတ်တာကြက်သားလဲသုံးတယ်ငဖယ်လဲသုံးတယ်ရွှေလင်းကတော့ငဖယ်တီးတန်လေးပဲသုံးပါမယ်ငဖယ်ကိုစားရင်ညုံမုံချင်းရည်နဲ့နေထားတာပါအရသာနေထားပြီးသားငဖယ်တွေကိုအလဲကောင်မှာအပေါက်ဖောက်ထားတဲ့ငရုတ်ပွားတောင်တွေကိုအစာသွတ်ပါမယ်ရှင်ရွှေလင်းကဒီဟင်းကိုစားကျင်လို့ငရုတ်တိတောင်းပွားတောင်ကိုဈေးရအနေနဲ့အလက်ဆိုင်လေးတီတီချာချာရွေးပြီးတော့မာထားတာပါရှင်အစာသွတ်ထားတဲ့ငဖယ်တွေလည်းအကြက်မြန်အောင်လို့အလက်ဆိုင်ကိုအသုံးပြုတာအကောင်းဆုံးပါရှင်အစာသွတ်လို့ပြီးသွားပြီဆိုတော့ဟင်းစားချက်ပါမယ်ငရုတ်ပွားတောင်ငဖယ်အစာသွတ်ဟင်းကိုအရင်ချက်မှာမဟုတ်ပါဘူးရှင်ကြာကြာနှက်ထားမယ်အာလူနဲ့ကြက်သားကိုအရင်ချက်ပါမယ်။အိုးတင်မယ်စီထက်မယ်စီပူလာပြီဆိုလို့ရှိရင်ခရမ်းညင်ဒီကြက်တော်စီတက်ပါမယ်။အယောင်လောက်အောင်စနစ်မုံထည့်ထားပါတယ်။ဟင်းချက်နေတဲ့ရုပ်ကတော့အမေနိုးလို့ထားချက်နေတဲ့အေးရေးမွားတဲ့ရုပ်ပါရှင်။အာလူနဲ့ကြက်သားဟင်းရဲ့အယောင်လောက်အောင်အယောင်နေမုံထည့်လိုက်ပါမယ်။ထည့်စရာရှိရအကုန်ထည့်ပြီးတော့စီတက်ပြီးသွားပြီဆိုတော့ရေစီအောင်ဆေးထားတဲ့ကြက်သားတွေအကုန်လုံးထည့်လိုက်ပါမယ်ရှင်။ဟင်းရဲ့အရာတော်တော့စားနဲ့အချိုမုံလည်းထည့်လိုက်ပါမယ်။ဒီနေရာမှာလုံးရည်တရေမှမထည့်သေးပဲနဲ့လေခရမ်းညင်ဒီတွေကထွက်လာတဲ့အချင်တက်လေးနဲ့ပဲကြက်သားကိုအရင်နူးအောင်လို့နှက်ထားလိုက်ပါအောင်ရှင်ရွှေလင်းတို့အိမ်ကခရမ်းညင်ဒီအမြဲတမ်းဘာလို့သုံးလဲဆိုလို့ရှိရင်ခရမ်းညင်ဒီကဟင်းချက်လို့ရှိရင်ဟင်းကြက်မြန်ပါတယ်အသားဟင်းတွေပါဆိုလို့ရှိရင်လည်းအကြာကြီးတည်စရာမလိုဘဲနဲ့ခရမ်းညင်ဒီကအသားကိုပို့ပြီးတော့မှနူးစေပါတယ်ခရမ်းညင်ဒီကအသားကိုပို့ပြီးတော့နူးလွယ်စေုံနေမဟုတ်ဘဲနဲ့ဟင်းရဲ့အရသာကိုလည်းလေးလေးနက်နက်လေးဖြစ်သွားစေပြီးတော့ရှားပေါ်မှာဆွဲနေစေမဲ့ဥမာမီအရသာကိုပေးနိုင်ပါတယ်ချင်းဟင်းအိုးလည်းပွတ်ပွတ်ဆူအောင်ကြက်လာပြီဆိုတော့အရသာမြည်ကြည့်ပါအောင်မယ်စားလို့ရင်စားထည့်မယ်ဟင်းညုံမုံလို့ရင်ဟင်းညုံမုံထည့်ပါမယ်ချင်းချက်တဲ့အခါကျလို့ရှိရင်ဟင်းညုံမုံကိုတော့ချိန်ပြီးမှထည့်ပါရှင်ဟင်းညုံမုံများလို့ရှိရင်မချင်တော့ပါဘူးချင်းဟင်းရဲ့သဘောတရားစားတဲ့လေးချင်းလေးဆိုပေမဲ့ဟင်းညုံမုံတော့ကြောက်ပါတယ်ရှင်အရသာကိုမြည်ကြည့်လိုက်လို့မလိုအပ်ဘူးဆိုလို့ရှိရင်လည်းဟင်းညုံမုံလုံးဝမထည့်ပါနဲ့တော့ရှင်ချင်းဟင်းအိုးကလည်းပွက်ပြီးအာလူနဲ့ကြက်သားဟင်းအိုးကလည်းပွက်ပွက်ဆူနေပြီဆိုတော့နံပါတ်1နေရာကိုပြောင်းလိုက်ပြီးတော့မီးရဲ့အပူရှင်ကိုအဓိကရတဲ့နံပါတ်1နေရာမှာဟင်းစားချက်ပါမယ်ဒီနေ့မှဟင်းချက်တာလောနေတယ်လို့ပဲပါလိုက်နေလို့လဲဆိုတော့ဘာမှမလိုက်ပါဘူးဒီနေ့ကရွှေလင်းခေါင်းမလျှော်အားဆိုလို့ရှိရင်3ရက်လောက်ရှိနေပြီရှင်မိုးချိုးခေါင်းလျှော်ခြင်းလို့ဟင်းမမြန်ချက်နေတာပါရှင်ဒီဟင်းကရွှေလင်းစားခြင်းလို့ချက်တာဆိုတော့ကျက်သွန်ပြူတော့နည်းနည်းပဲထည့်လိုက်ပါမယ်တိပြီးသားမလားရွှေလင်းကကျက်သွန်ပြူအရင်မကြိုက်ဘူးဆိုတာအာလူနဲ့ကြက်သားဟင်းအိုးမီးအေးလေးနဲ့နှက်ထားခြင်းလားဆိုတော့နံပါတ်1နေရာကွက်တီပဲမီးဖို့ရဲ့နံပါတ်1နေရာကတော့မီးရဲ့အပူအများဆုံးရရှိရဲ့နေရာပါရွှေလင်းကငရုတ်ပွားငဖဲအစာတို့ဟင်းကိုအနှစ်ကြကြလေးနဲ့စားခြင်းလားဆိုတော့ရေ2ရေလောက်ထည့်ပြီးတော့2ပြန်3ပြန်လောက်အနှစ်ကြအောင်ချက်ထားလိုက်ပါတယ်ဒီနေ့ရွှေလင်းကခေါင်းလျှော်မယ်ဆိုတာမလျှော်လို့လည်းမရတော့ရွှေလင်းရဲ့သပင်အခြေအနေကိုလည်းတစ်ချက်ရှိုးစပင်ဆိုင်သွားပြီးတော့ပြေးပြေးဖြောင်းညင်တော့တာတကယ်ပြောတာဘဝတတိုင်းတစ်လျှောက်လုံးကဖြောင်းမဲဖြောင်းလာတာဆိုတော့လေ original စပင်ကိုအခုမှမွေးမှဆိုတော့ခေါင်းလျှော်တွေလည်းကောင်းတာသုံးနေရတယ်ဟဲကဲဆိုလို့ရှိရင်လည်းခုမှအရန်ကိုဂယုစိုက်နေရတယ်အနှစ်ချက်ထားလေးလည်းရေကျလာပြီးတော့အနှစ်လည်းကျလာပြီဆိုတော့ငဖဲအစာတွတ်ထားတဲ့ငရုတ်ပွားလုံးလေးထည့်လိုက်ပါမယ်ရှင်ဟင်းကကြက်မကြက်သေးဘူးအနှစ်အပူတဲကိုငရုတ်ပွားထည့်လိုက်တာနဲ့ငရုတ်ပွားရဲ့အမွေနံတော်တော်ကိုဆွဲဆောင်မှုရှိပါတယ်ကြက်တောင်မကြက်သေးဘူးအနံ့ရတာနဲ့ရွှေလင်းကတော့စားချင်နေပါပြီရှင်အစာတွတ်ထားတဲ့ငဖဲတွေကြက်သွားအောင်လို့ရေတရေထပ်ထည့်ပြီးတော့အဖုံးဖုံးပြီးတော့နှက်ထားလိုက်ပါဦးမယ်ရှင်အယုတ်ဒီပွားတော့သူ့ဟာသူတော်တော်မွေးရဒါမျိုးလေးချက်လိုက်တော့ထွက်လာတဲ့အနံ့တော်တော်လေးကိုမွေးပါတယ်ထည့်ထားတဲ့ရေတွေခန်းသွားပြီးတော့စီကြံရေကြံလေးနဲ့စီမပြန်တပြန်လေးဖြစ်လာပြီဆိုလို့ရှိရင်ရွှေလင်းအတွက်တော့ကြက်ပါပြီမယုတ်ပွားတော့အရင်ပြုတ်စီပြဲကြီးဖြစ်သွားရင်ရွှေလင်းကမကြိုက်လို့ပါရှင်တောင်းတောင်းလေးစားရတာကိုကြိုက်လို့ပါရွှေလင်းရဲ့ငဖဲအစာတွတ်ထားတဲ့ငရုတ်ပွားဟင်းလေးရပါပြီရှင်ကြက်ပြီဆိုတော့ဥဥပြပြစွန်းခူးပါမယ်ရှင်အလူတစ်ခုနေ့စဉ်ပြူပါရှင်စွန်းညံခူးရတော့မှဆိုတော့အာလူနဲ့ကြက်သားဟင်းအိုးကိုလည်းနံပါတ်1နေရာကိုပြောင်းလိုက်ပါတော့မယ်အာလူဟင်းကချက်ချောက်ကြီးချက်စားလို့ရှိရင်စားရတာအားကောင်း6ပါတယ်ဒါမျိုးလေးစီကြံရေကြံလေးချက်စားပါရှင်ကြက်ပြီဆိုတော့ဥဥပြပြစွန်းခူးပါမယ်အလူတစ်ခုနေ့စဉ်ပြူပါရှင်ဒီနေ့အတွက်ရွှေလင်းတို့အိမ်ရဲ့စွန်းညိုင်းကကြက်သားနဲ့အာလူဟင်းရဲ့မယုတ်ပွားငဖဲအစာတို့ဟင်းရဲ့ပါရှင်အရေတော့ဟင်းမပါလို့ရွှေလင်းကချင်းဟင်းလက်ခတ်ထည့်ပေးလိုက်ပါအောင်မယ်ရွှေလင်းအိမ်ကနေ့စဉ်စွန်းညိုင်းကိုလေးသေးလို့တဲ့အဲ့လိုလာမန်းနဲ့လူကရှိသေးတယ်
ဘာလို့အဲ့လိုပြောရလဲမသိဘူးနော်နေ့စဉ်စွန်ញိုင်းဆိုတာမျိုးကစုပေါင်းပြီးတော့ပို့ရတယ်ဆိုမျိုးမဟုတ်ဘူးလားသူများကကုသိုလ်ယူနေအောင်ကုသိုလ်ကြည့်ပြီးတော့အကုသိုလ်အတွေးတွေမတွေးကြပါနဲ့ရှင်ဒီနေ့အတွက်ရွှေလင်းတို့အိမ်ရဟင်းကငရုတ်ပွားငဖဲအစာတုပ်ဟင်းရဲ့စက်သားနဲ့အာလူဟင်းရဲ့ချီရင်ဟင်းရဲ့ပါရှင်ကဲချက်စရာရှိရအကုန်ချက်ပြီးသွားပြီဆိုတော့ရေသွားချိုးပါတော့မဲရေချိုးခြင်းနဲ့ကြာလာပြီဟင်းမမြန်ချက်နေရရေချိုးခြင်းတော့ခေါင်းမလျှော်တော့3ရက်လောက်ရှိပြီဆိုဟင်းသာချက်နေရခေါင်းနေရရားနေရရေကချိုးခြင်းနေပြီ original စပင်ကိုမွေးနေတဲ့ရွှေလင်းကယူရီးယားမှာအရန်နာမည်ကြီးနေတဲ့ကိုဟဲရရှမ်ပူလေးသုံးနေပါတယ်ကိုဟဲရှမ်ပူကရွှေလင်းလိုမျိုးဆေးဆိုးဖြောင်းကောက်ခဏခဏလုပ်တဲ့ပြက်စီးပြီးတော့အားနည်းနေတဲ့ဆန်သားတွေကိုပြန်အားဖြည့်ပေးပြီးတော့ကောင်းမွန်လာစေပါတယ်သူ့ရဲ့တက်ချာကတော့အကြည့်အောင်လေးပါပဲရှင်ပြောရင်းဆိုရင်ညစ်နေရများကုန်ပြီလားမသိဘူးများသွားလဲကိစ္စတော့မရှိပါဘူးရွှေလင်းကောင်းပေါ်ကသပင်ပါတဲ့လူ3ကောင်းစာလောက်ရှိရဲ့သပင်ကအထူကြီးပဲအခုဆိုလို့ရှိရင်ဒီကိုဟဲရှမ်ပူသုံးနေရရွှေလင်းတပူးတောင်ကုန်တော့မယ်ဒါသုံးပြီးမှရွှေလင်းရဲ့သပင်တွေကပို့ပြီးတော့ထူလာတယ်လို့ပဲဟိုတလောကခေါင်းလျှော်ရေးမှပြီးတော့ရွှေလင်းခေါင်းရတာ2ပတ်လောက်ရှိရဲ့ဘာကြောင့်ရားနေမှကိုလည်းမသိဘူးအဲ့ဒါနဲ့ခေါင်းလျှော်ရေးကြောင့်လားမသိဘူးဆိုပြီးတော့ခေါင်းလျှော်ရေးကိုကိုဟဲရှမ်ပူပြောင်းလိုက်တာအခုကျဥယျာဉ်ပြားလည်းမရတော့ဘူးပေါက်လည်းမထတော့ပါဘူးရှင်ခေါင်းလျှော်ပြရတာပြင်းလို့မျက်နှာပြောင်းလိုက်ပါအောင်မယ်ဝါရွှေလင်းရေချိုးနေရတော့မပြီးသေးဘူးအမေကရေလာလူချိုးနေကိစ္စမရှိဘူးလားအမေကိုပါတခါလေးလျှော်ပြမယ်အမေကလည်းမျက်စိမုန်ဒီဝါဒနဲ့ခေါင်းလျှော်ရည်ကိုအတင်းညက်ချနေရခေါင်းလျှော်ရည်ကအကြီးအောင်ပါဆိုအမေလည်းမမြင်တာမဟုတ်ရွှေလင်းလည်းမမြင်ဘူးညက်ချတာများကုန်ပြီကိစ္စမရှိဘူးအမေစပင်ကအမြဲတမ်းကျွတ်နေတော့စပင်လေးပြန်ကောင်းလာအောင်လို့အများကြီးနဲ့လျှော်ပြလိုက်မယ်ရွှေလင်းကကြတော့ဥယျာဉ်ပြအမြဲတမ်း6တွေ့တာအမေကကြတော့ဥယျာဉ်ပြအမြဲတမ်းအစီပြန်တာကိုဟဲရှမ်ပူကကြတော့ pH balance ကိုညှိထားပြီးသားဆိုတော့အစီပြန်တဲ့လူလည်းသုံးလို့ရတယ်ဥယျာဉ်ပြ6တဲ့သူလည်းသုံးလို့ရတယ်ဘလို့လူတွေပို့ပြီးတော့သုံးတယ်လဲဆိုတော့အမေလိုမျိုးစပင်အရန်ကျွတ်တဲ့သူတွေကကိုဟဲရှမ်ပူကိုအသုံးသင့်ဆုံးပါရှင်ခေါင်းလျှော်ပြီးသွားလို့စပင်ရေမစိုးတဆိုးအချိန်လေးမှာဒါလေးလိမ့်ပါမယ်ဒါလေးအနံ့တတော်မွေတာသိလားရွှေလင်းဒီအနံ့ကိုအရန်ကိုကြိုက်နေတာရွှေလင်းလိမ့်ထားလို့ရှိရင်အမေကရေမွေးစွတ်ထားလားခဏခဏမေးနေလို့မဟုတ်ဘူးခေါင်းကိုလိမ့်ရတဲ့အစီလိမ့်ထားတာဆိုတော့သူလည်းလိမ့်မယ်ဆိုလို့ဒီနေ့သူ့ကိုလိမ့်ပေးလိုက်ပါမယ်ပုံမှန်ဆိုလို့ရှိရင်တော့အမေကိုလိမ့်မပေးပါဘူးရှင်ဒါလေးကလည်း Go Hair အနေနဲ့ထုတ်ထားတဲ့ hair cream မှာရွှေလင်းကဟိုတလောကဥယျာဉ်ပြအရန်ခြောက်ပြီးတော့ဘောက်အရန်ထားလို့ဆိုပြီးတော့ပေါင်းစည်းတွေ conditioner တွေအကုန်လုံးကိုရှောင်ထားပါတယ်ပေါင်းစည်းမသုံးတော့ရွှေလင်းရဲ့သပင်ကပြောင်းမွေးလို့ပါပဲရှင်ပြောင်းမွေးသပင်ကိုရေမစိုးမချောက်အချိန်လေးမှာ Go Hair cream လေးလိမ့်ထားလိုက်ပါဒါဆိုလို့ရှိရင်သပင်ကရေချောက်သွားတာနဲ့လေပြောင်ပြောင်လေးနဲ့အစီနဲ့ပြေးဝနေတဲ့သပင်စံသားပုံစံမျိုးလေးထွက်လာပါတယ်ရှင်ဒီမှာကြည့်အပူဇက်တွေခဏခဏပေးထားတဲ့ရွှေလင်းရဲ့သပင်တော်မှာအစီနဲ့ပြည့်ပြည့်လေးနဲ့ပြောင်ပြောင်လေးဖြစ်နေတာ Go Hair product တွေဝယ်သုံးနေတယ်ဆိုလို့ရှိရင် beauty diary ဆိုင်တိုင်းနဲ့အမျိုးမျိုးအနေနဲ့မှာရှိရဲ့အခြားသောဆိုင်များမှာလည်းဝယ်ယူနိုင်ပါတယ်ရှင်